ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့တူရီကိုထိုး YouTube channel တေးလေးကနေပြီးတော့တူရီချမိတ်ဆွေညီကောင်မတော်တွေကိုတူရီဝါသနာရှင်ညီကောင်မတော်တွေအားလုံးကိုနှွေးထွေးဆောင်နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာနော်ကဲကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးပဲနော်ကျွန်တော်တို့ဒီကနေ့တော့တနင်္လာနေ့မနက်ပိုင်းမှာကျွန်တော်တို့နော်ခွန်ပတ်တိနဲ့ကျွန်တော်တို့အောင်မြင်ခဲ့ပါတယ်ခင်ဗျာနော်ခွန်ပတ်တိနဲ့အောင်မြင်ခဲ့တယ်ကျွန်တော်တို့အကွက်အနေနဲ့တော့ကျွန်တော်တို့မရထားခဲ့ဘူးခင်ဗျာနော်ဘာပဲပြောကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ကိုဒီမားတွေအတွက်ကိုကျွန်တော်ခွန်ပတ်တိပို့ပြီးတော့ကြိုက်တယ်ခွန်ပိုင်နဲ့ဆော်ရင်ပို့စင်ပြီးမယ်လို့ကျွန်တော်ပြောထားခဲ့ပါတယ်ခင်ဗျာနော်ပြီးတော့ညနေပိုင်းကတော့ကျွန်တော်တို့အပူးမပါခဲ့ဘူးပေါ့နော်ညနေပိုင်းကတော့အပူးမပါခဲ့ဘူးเนาะကျွန်တော်တို့အခုဗီဒီယိုလေးကကျွန်တော်ဘာပြောမလဲဆိုရင်ကျွန်တော်တို့မနက်ဖြန်ကအတွက်เนาะမနက်ဖြန်ကအင်္ဂါနေ့အတွက်เนาะအင်္ဂါနေ့အတွက်အကောင်းဆုံးမနက်ဖြန်ကအင်္ဂါနေ့မှာကျွန်တော်တို့ဒီနေ့လိုမျိုးကျွန်တော်ဘက်ကနေပြီးတော့ဘိုင်တစ်လုံးချပြီးသွားမယ်ဘိုင်တစ်လုံးချပြီးသွားမယ်ပြီးတော့ကျွန်တော်ဘက်ကနေပြီးတော့နေကုန်းမထီးမဖြစ်ပါဆိုတဲ့ကီးတစ်စုံနဲ့ကျွန်တော်တို့ main organ တွေကိုကျွန်တော်ဘက်ကနေပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာเนาะဒါကြောင့်မို့ဗီဒီယိုလေးကိုတခြားဆုံးအောင်ကြည့်ပေးပါခင်ဗျာเนาะကဲမိတ်ဆွေများအားလုံးကဒါကတော့ကျွန်တော်ရဲ့ YouTube channel အသေးလေးပဲဖြစ်ပါတယ်ခင်ဗျာเนาะကျွန်တော်ရဲ့ channel အသေးလေးကိုတွေ့တဲ့เนาะမိတ်ဆွေအောင်ကိုဒီမာတွေကောเนาะအခုမှတွေ့တူအခုမှအားပေးတဲ့မိတ်ဆွေတွေကိုဒီမာတွေအားလုံးပဲเนาะ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe ရင်ဆုံးနှိပ်ပေးသွားခဲ့ပါခင်ဗျာเนาะကဲမိတ်ဆွေများအားလုံးပဲเนาะကျွန်တော်တို့เนาะမနက်ဖြန်ကအတွက်ဆက်ပြီးတော့ပြောပြမယ်เนาะဒီကြားလေးလိုက်မပေးဖို့လုပ်ပေးကြပါမနက်ဖြန်ကကျွန်တော်တို့18ရက်2လ2026အင်္ဂါနေ့မနက်7:00နာရီ10မိနစ်အတွက်1ချိန်เนาะမနက်7:00နာရီ10မိနစ်အတွက်1ချိန်ကကျွန်တော်တို့3-5 1ချိန်เนาะ3ပိုင်း3ပတ်ဒီ5ပိုင်း5ပတ်ဒီเนาะ3ပတ်ဒီကြိုက်တယ်ဆိုရင်3ပတ်ဒီလိုက်ကစားပါ5ပတ်ဒီကြိုက်ရင်5ပတ်ဒီလိုက်ပြီးတော့ကစားပါကျွန်တော်ကတော့5ပတ်ဒီကိုပို့ပြီးတော့ကြိုက်ပါတယ်ခင်ဗျာเนาะ5ပတ်ဒီပို့ပြီးတော့ကြိုက်ပါတယ်ခင်ဗျာเนาะဒါကြောင့်မို့ကျွန်တော်ကတော့3-5 1ချိန်မှာကျွန်တော်ကတော့5ပိုင်း5ပတ်ဒီပါခင်ဗျာเนาะကဲမိတ်ဆွေကီးကတော့468ကီးเนาะ468ကီးလေးကီး3လုံး468ကီးเนาะဒီကီးကဒါနေကုန်ထီကီးပေါ့เนาะနတ်သုံးပုံညနေကျင်းတွေကိုထိပါမယ်ခင်ဗျာเนาะကဲမိတ်ဆွေများအားလုံးပဲမင်းရော3ခွက်ပါမယ်ဒူမင်း3ခွက်ပါမယ်เนาะမြင်မြင်လေးပဲပြောပြသွားမယ်မင်းရော3ခွက်ပါမယ်ဒူမင်း3ခွက်ပါမယ်ခင်ဗျာเนาะကဲမင်းရော3ခွက်ကတော့345456เนาะ345456ဒါကတော့မင်းရော3ခွက်เนาะကဲကျွန်တော်ကိုဒီမားတွေအားလုံးပဲเนาะစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့လုံဆန္ဒများလဲတစ်လုံးတစ်ပါးလေးပြည့်စုံနိုင်ကြပါစေခင်ဗျာเนาะစီးပွားလာပါလေဒီဒါတိုးပွားနိုင်ကြပါစေလို့ကျွန်တော်ကိုတွန်းမအစုမကောင်းတောင်းမိလိုက်ပါတယ်ခင်ဗျာเนาะကဲဆက်ပြီးတော့ပြောကြအောင်ပါเนาะကဲကျွန်တော်တို့ main ရော3ခွက်345456เนาะ345456เนาะဒူ main 3ခွက်က383658เนาะ383658ဒါကတော့ဒူ main 3ခွက်ပဲဖြစ်ပါတယ်ခင်ဗျာเนาะကိုဒီမားတွေကတော့ဒါကျန်တဲ့တက်တဲ့ဆိုမှယူပြီးတော့ကစားပါခင်ဗျာเนาะတခွက်ကောင်းလည်းပြောပြအောင်မယ်เนาะတခွက်ကောင်းပြောပြအောင်မယ်တခွက်ကောင်းကတော့56ဖြစ်ပါတယ်ခင်ဗျာเนาะတခွက်ကောင်းကတော့56ပဲဖြစ်ပါတယ်ခင်ဗျာเนาะကျွန်တော်ကျန်တော့တခွက်ကောင်းကတော့56ပဲဖြစ်ပါတယ်ခင်ဗျာเนาะကဲမိတ်ဆွေများအားလုံးပဲကျွန်တော်ပြီးတော့ဗာဆက်ပြောမလဲဆိုတပတ်စာအပူပါအခွေ3156အပူပါအခွေပေါ့เนาะတပတ်စာအခွေပေါ့เนาะဒါတပတ်စာလုံးကစားမှာဖြစ်ပါတယ်ခင်ဗျာเนาะတပတ်စာအပူပါအခွေကတော့3156အပူပါအခွေပေါ့เนาะကဲမိတ်ဆွေများအားလုံးပဲတေချာလေးလိုက်ပြီးတော့မှတ်ပေးကြပါเนาะမနက်ဖြန်ကမှကျွန်တော်တို့ထပ်ပြီးတော့အဆင်ပြေကြပါသေးခင်ဗျာเนาะဒီနေ့မှလည်းကျွန်တော်တို့ခွန်ပတ်တိနဲ့ကျွန်တော်တို့မနက်ပိုင်းမှာအဆင်ပြေခဲ့တယ်เนาะညနေပိုင်းကတော့ကျွန်တော်တို့အပူဖြစ်တဲ့အတွက်အပူကျွန်တော်လည်းမပြောထားတာဖြစ်တဲ့အတွက်အပူမရခဲ့ဘူးပေါ့เนาะမနက်ဖြန်ကမှကျွန်တော်ဘက်ကနေပြီးတော့9ပိုင်း9ပတ်တိနဲ့ main ရော3ခွက်ပေးထားခဲ့တယ်เนาะဒူ main 3ခွက်ပေးထားခဲ့တယ်เนาะမနက်ဖြန်ကမှအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာเนาะကဲကျွန်တော်ကိုဒီမားတွေအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာเนาะမင်္ဂလာရှိသောညချမ်းတွေကိုနေ့တိုင်းမှာပတ်စံနေကြပါစေခင်ဗျာเนาะ live ထဲမှာလေးပြီးမဲ့ comment လေးတွေများများဝင်ရောက်ပြီးတော့ရေးပေးသွားခင်ဗျာเนาะကဲမိတ်ဆွေများအားလုံးပဲဘိုင်ပါခင်ဗျာเนาะအဆင်ပြေကြပါစေ